Hello အားလုံးပဲမင်္ဂလာပါရှင် Story by Kin Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ပေါ်လီယာနာဝတ္ထုလေးရဲ့အပိုင်းလေးဖြစ်တဲ့ထက်ကိုတက်ကအခန်းငယ်လေးအကြောင်းပဲဖြစ်ပါရဲ့ရှင်ဒေါ်ပေါ်လီဟယ်ရီတန်ကသူ့ရဲ့ဒူမကိုထားပြီးတော့ကြိုဆိုခြင်းမရှိခဲ့ပါဘူးကလေးမနဲ့နန်စီတို့ကအခန်းတကားဝဝင်လာတော့စာဖတ်နေရမှာမော့ဂျီကဝိကြေတန်းကြီးများလက်ကမ်းပေးလိုက်ပြီးပေါ်လီယာနာနေကောင်းရဲ့လားလို့ပဲမေးခဲ့ပါတယ်အဲ့နောက်မှာတော့သူကဘာစကားမှဆက်ပြောခြင်းမရှိပါဘူးပေါ်လီယာနာပြောတာကိုလည်းနားထောင်ခြင်းမရှိခဲ့ပါဘူးဒါမှမဟုတ်ပေါ်လီယာနာကလေးကအပြေးလွှားသွားပြီးတော့သူ့အတော်ပေါ်ထိုင်ချလိုက်ပါတော့တယ်အန်တီပေါ်လီသမီးကိုအန်တီပေါ်လီနဲ့လာနေခွင့်ပြုတာကိုသမီးဘလို့ဝမ်းသာမှမသိဘူးတိလားသမီးလေထောက်ပံ့ရေးအတင်းအမိမကြီးတွေနေကြီးနေလာရတာခုလိုအန်တီပေါ်လီတို့နန်စီတို့ဘာတို့နဲ့နေရမယ်ဆိုတော့လေသမီးတင်တိတ်ပြောတာပဲလို့ရှိုက်တန်လေးနည်းနည်းနဲ့ကလေးကဒေါ်ပေါ်လီကိုပြောလိုက်တယ်ပေါ့နော်ဒေါ်ပေါ်လီကသူ့ကိုဖတ်ထားတဲ့လက်ကလေးများကိုဖြေဖို့အားထုတ်ရင်ဟုတ်ပါလိမ့်မယ်ညီထောက်ပံ့ရေးအတင်းအမိမကြီးတွေတော့ငါမသိဘူးလို့ပြောကမျက်မှောင်ကျုံ၍တကားနာနန်စီကိုလှမ်းကြည့်လိုက်ပြီးနန်စီနင်သွားနိုင်ပြီပေါ်လီယာနာကောက်ရက်နေစမ်းနင်ဘလို့နေတယ်ဆိုတာတော့ငါမကြည့်ရသေးဘူးလို့သူ့ဘွားလေးပြီးတော့ပေါ်လီယာနာကိုဆွဲပြီးတော့မတက်ရက်ခိုင်းလိုက်တယ်ပေါ့နော်ပေါ်လီယာနာဒီဖတ်ပတ်ကလေးယူလိုက်တာချက်ချင်းနောက်သူဆုပ်လိုက်တယ်ဟုတ်ပါရဲ့အန်တီမကြည့်ရသေးဘူးသမီးကိုသမီးကတော့လှပါဘူးမျက်နှာမှာမှဲချောက်တွေကြီးပဲအော်ဒါထက်ဒီအင်ကြီးအနေကွက်နဲ့တရောင်စစ်ကအထူကွက်တွေနဲ့အတွင်းကန်အနက်စာကြီးအကြောင်းပြောအောင်မေမမနန်စီကိုတော့ပြောပြပြီးဖေကလေဆိုပြီးတော့ပေါ်လီယာနာအစချီလိုက်တယ်ကဲညီအဖေဘာတွေပြောတယ်ဆိုတာတွေထားလိုက်ပါညီမတစ်တာပါတယ်ထင်တယ်လို့ဒေါ်ပေါ်လီယာစကားကိုခက်တက်ဖြတ်ပြီးတော့ကလေးစကားကိုနားမထောင်မင်းနဲ့ပြောလိုက်တယ်ပေါ့နော်ပါရာပေါ်အန်ဒီပေါ်လီရဲ့တမျိုးထောက်ပံ့အတင်အမိမကြီးတွေကဝယ်ပေးလိုက်တဲ့တန်တစ်တာလှလှကလေးပေါ့အထဲမှာတော့တမီးပိုင်ပစ္စည်းရဲ့လို့တိတ်မပါဘူးအခုတလောအလူခံပစ္စည်းတွေရောက်တာကလည်းမိကလေးငယ်ကလေးတွေအတွက်အဝတ်ထဲတိတ်မပါဘူးလေတစ်တာထဲမှာတော့ဖေစာအုပ်တွေကြီးပဲမစ္စတာဝိုက်ကဒါတွေတမိယူသွားတင်တယ်ဆိုလို့လေတိလာတမိဖေကလို့ပေါ်လီယာနာဟာပြောလိုက်တဲ့အခါမှာတော့ဒေါ်ပေါ်လီယာခက်ဆက်ကလေးထက်ခေါ်လိုက်ပြီးအခုကလေးကတခါတည်းနားလည်ထားရမယ့်ဟာတကူရှိရဲ့ပေါ်လီယာနာဘာလဲဆိုတော့ညီတို့အဖေအကြောင်းကြွပြော်မနေဘူးတို့ပဲလို့ဆိုပြီးတော့ခလေးကိုပြောလိုက်တယ်ခလေးကတင့်ခေါင်းပိသက်တစ်ချက်ရှိုက်လိုက်ပြီးတော့ဘာဖြစ်လို့လဲအန်ဒီပေါ်လီရဲ့လို့သူကမရဲတရဲလေးပြန်ပြီးတော့ဒေါ်ပေါ်လီကိုမြည်လိုက်တဲ့အခါမှာတော့ဒေါ်ပေါ်လီကပြန်ပြီးတော့ဖြေခြင်းမရှိပါဘူးအခုညီခန့်ကိုသွားကြမယ်ညီတစ်တာတော့ရောက်နေပြီထင်တယ်တစ်တာပါလင်အပေါ်တင်လိုက်လို့တင်မိုးတီကိုပြောထားတယ်ကဲလာငါနောက်ကလိုက်ခဲ့ညီခန့်ကိုငါလိုက်ပြမယ်ဆိုပြီးတော့ထခိုးတက်ကအခန်းလေးကိုခေါ်တယ်ပေါ်လီယာနာကိုခေါ်ပြီးတော့တက်သွားတယ်ပေါ်လီယာနာစကားတခုမှဆက်မပြောတော့ပဲသူ့တော်သွားရသူသာနောက်ကလေးလိုက်ရင်းနဲ့မျက်ရည်ညာပြည့်လျက်ရှိတော့လဲသူ့မျက်နှာကတော့မော့လျက်သာရှိပါတယ်အေးလေသူကအဖေအကြောင်းမပြောစီချင်တာကိုလဲဝမ်းသာရမှထင်ပါတယ်အဖေအကြောင်းမပြောရတော့ငါစိတ်လဲတက်တာရမှာပေါ့အန်တီကလည်းဒါကြောင့်ပဲအဖေအကြောင်းမပြောနဲ့လို့ပိတ်လိုက်တာထင်ပါရဲ့ဟုတွေးမိပြီးတော့သူ့အတော်ကြီးကျင်နာမှုကလေးများကိုသဘောပေါက်ကမျက်ရည်များကိုတင်းဆဲ၍ဘေးပတ်ဝန်းကျင်ကိုစိတ်ဝင်စားစွာလှည့်ကြည့်လိုက်လေတယ်ပေါ်လီယာနာလေကအတက်သူရောက်လာရဲ့သူ့ရှိမှာသူ့အတော်ရဲ့ပိုးနဲ့အဝတ်ထဲတရွှန်းရွှန်းညီလျက်ရှိရဲ့သူ့နောက်မှာကပွင့်နေတဲ့တကားတစ်ခုရှိရဲ့အခန်းထဲရှိကျမ်းပေါ်တွင်ခင်းထားတဲ့အယောင်နုနုကောစောများဖဲစာအုပ်ထားတဲ့ကလထိုင်များကိုမြင်ရရဲ့သူ့ခြေထောက်အောက်ကမူနင်းသွားလျင်ရေမော်ရေညှိပင်များကဲ့သို့နူးညံ့တဲ့ကောစောရှိရဲ့ရှင်းနောက်ဝဲရမှာရွှေပေါင်နဲ့ရွှေပကြီးကားတွေဇာကန်စီပပတွေထိုးဖောက်ဝင်နေတဲ့နေအောင်ကြီးတွေသူ့ရဲ့မျက်စိများထဲမှာလက်ခနဲ့ထိုးဝင်နေရဲ့အိုးအန်ဒီပေါ်လီအင်ကြီးကတိတ်ကိုလှရပဲနော်အဲ့ဒါလောက်ချမ်းသာတာအန်တီတိတ်ဝမ်းသာရမှာပဲနော်လို့ပေါ်လီယာနာသူ့အန်တီကိုပြောလိုက်ပြန်တယ်လေကားထိတ်တို့ရောက်နေပြီဖြစ်တဲ့ဒေါ်ပေါ်လီယာရုတ်တရက်လှည့်ကြည့်လိုက်ပြီးတော့ပေါ်လီယာနာလို့ငေါက်ဆက်ဆူလိုက်တယ်ဒီလိုပြောရသလားအန်တီပေါ်လီဒီလိုပြောရသလားပေါ်လီယာနာလို့
အန်ဩပါရဲ့ဟုမန်မဲလိုက်တယ်ပေါ်လီယာနာတကယ်ပင်နားမလည်သလိုဘာဖြစ်လို့လဲအန်ဒီပေါ်လီအန်ဒီဝမ်းမတာဘူးလားလို့ပြန်မေးလိုက်တယ်မတာပါဘူးပေါ်လီယာနာဖျားသခင်ကတင့်လျော်တယ်လို့အနှင်းနဲ့ကောင်းကျိုးချမ်းသာတွေကိုအကြောင်းပြပြီးမမနာတက်လင်အပြစ်ဖြစ်တယ်ဆိုတော့တော့သိပါသေးရဲ့အထူးသဖြင့်ဥစ္စာပစ္စည်းကိုအကြောင်းပြုပြီးပြောလိုက်ရှင်လိုက်မရှိပါဘူးလို့ဒေါ်ပေါ်လီကသူ့တူမကိုပြန်ပြောလိုက်တယ်ဒေါ်ပေါ်လီသည်ခမ်းမသို့ထက်၍အထက်ခိုးစီတက်သောလေကားရင်းသို့လာခဲ့တယ်။ကလေးမကိုဒီအထက်ခိုးခန်းထဲတွင်ထားမိသည့်အတွက်ယခုမှသူဝမ်းသာတယ်။အစကတော့သူ့တူမကလေးကိုသူနှင့်ဝေးနိုင်သမျှဝေးသောနေရာတွင်ထားရန်နှင့်အိမ်ထဲကအဖိုးတန်ပစ္စည်းများကိုကလေးမလို့ဆော့လင်ပစ္စည်းမည်ဆို၍ဤအထက်ခိုးမှထားဖို့စိတ်ကူးခဲ့ခြင်းဖြစ်တယ်။ယခုပေါ်လီယာနာဂုံရှိတာကိုကြိုက်တတ်တဲ့သူ့ဆရာကလေးကိုစကလေးကဖော်ပြနေတော့သူ့အတွက်စီစဉ်ထားတဲ့အခန်းမှာဘာအဆောင်အယောင်မှမရှိတာကိုကံကောင်းတယ်ဟုဒေါ်ပေါ်လီယာအောက်မိလိုက်တယ်။ပေါ်လီယာနာရဲ့ခြေထောက်ကလေးတစ်စုံကသူ့အတော်နောက်မှာတွက်လက်စာလိုက်လာခဲ့ပေါ့နော်သူ့ရဲ့မျက်လုံးပြကြီးအစုံအားလည်းအညအံ့ဩဖွယ်ကောင်းသည့်အိမ်ကြီးအတွင်းဝယ်ကြည့်စရာကောင်းသည့်အလှပပစ္စည်းစိတ်ဝင်စားစရာပစ္စည်းများကိုတစ်ခုလေးညမလွတ်အောင်ဝဲရပက်လေကိုကြည့်လျက်ရှိရပေါ့နော်သူ့ရဲ့စိတ်ထဲမှာမကြမီသိရတော့နေဖြစ်တဲ့ပု္ပ္ပစာတစ်ခုရဲ့အဖြေကိုထိတ်နဲ့ရှာကြည့်နေမိရဲ့သူတို့ထက်တန်းခဲ့တဲ့စမ်းကျဲတဲ့တကမာကြီးအနက်မြည်သည့်တကားများ၏နောက်ကဲတွင်သူနေရနေအခန်းရှိမလဲငါအခန်းကဗမာလဲဆိုတော့တွေ့တော်ရင်လည်းကလေးစော်လိုက်လာခဲ့ပေါ့နော်သူ့အခန်းမှာဘလို့ပကြီးကားရရှိမလဲဘလို့ကော်စောတွေရှိမလဲဘလို့လှပရဲ့ခန်းစည်းတွေရှိမလဲအဲ့လိုမျိုးကလေးစော်တွေးနေမိရပေါ့နော်သူ့ရဲ့အတော်ဟာတကားတစ်ခုကိုရုတ်တရက်ဖွင့်လိုက်ပြီးလေကားတစ်ခုကိုတက်လိုက်ပြန်တယ်ဒီမှာတော့ဘာမှကြည့်စရာတိတ်မရှိဘူးတစ်ပတ်တစ်ချက်မှလည်းဗလာနိုင်ရန်ဒီပဲရှိရပေါ့နော်ဘာလို့လဲဆိုတော့သူ့တော့သွားနေတာထက်ခိုးတက်ကအခန်းကလေးဖြစ်တာ哦အဲ့တော့လှေကားထိတ်မူမှောင်သောနေရာပြန့်နေအမူများကကြမ်းကြင်ထိကြ၍တောင်ကြားများနှင့်မရေမတွက်နိုင်အောင်ညပြလာရဲ့တစ်တာများစီထားရဲ့နေရာတွေလောင်အိုက်နေသဖြင့်တက်ရှူလို့မောရတယ်လို့ဖြစ်ကခေါင်းကိုမောလိုက်မိရဲ့ထိုနေရာတွင်သူ့တော်သည်လက်ရပတ်မှတကားတစ်ခုကိုဖွင့်လိုက်သည်ကိုမြင်လိုက်ရတယ်ကဲပေါ်လီယာနာအဲ့အညီအခန်းမဲအဲ့မှာညီတစ်တာလေးရှိလေရဲ့တော့ပါခဲ့ရလားလို့သူ့တူမလေးကိုမီးလိုက်တယ်ပေါ့နော်ပေါ်လီယာနာအတန်မထွယ်ပဲခေါင်းငိတ်ပြရဲသူ့မျက်လုံးများဝိုင်းလျက်ကြောက်လန့်သည့်အသွင်ဆောင်နေရဲသူ့အတော်မျက်မှောင်ကျုံလိုက်ပြီးပေါ်လီယာနာငါကတခုခုမေးလျင်ပါဇက်ကထေးတာကိုကြိုက်တယ်ခေါင်းကထေးတာမကြိုက်ဘူးကြားလားလို့ပြောလိုက်တယ်ပေါ့နော်ဟုတ်ကဲ့ပါအန်ဒီပေါ်လီအေးအဲ့တလို့မပေါ်လို့ဆိုတာမျက်နှာတုပ်ပွားနဲ့ရေတကောင်းစသည်တို့ကိုလှမ်းကြည့်လိုက်ရင်ညီးလိုတာအလုံးဒီမှာရှိပြီထင်တယ်တစ်တာရဲဟာတွေကူပြီးနေရာချဖို့နန်စီကိုလွှတ်လိုက်မယ်ညနေစာကို6နာရီမှစားရဲဟုပြောဆူဆူနဲ့အခန်းထဲမှာထွက်ကလေကားတစ်လျှောက်ဆင်းသွားတော့လေဒေါ်ပေါ်လီဆင်းသွားပြီးနောက်ပေါ်လီယာနာတခဏငြိမ်သက်စွာရက်လျက်သူ့နောက်ကိုလိုက်ကြည့်နေမိတယ်ထို့နောက်သူ့မျက်လုံးစုံကိုဗလာနံရန်ဗလာချမ်းပြင်ဗလာပြင်းတွင်းပေါက်စီကိုလှည့်လိုက်တယ်နောက်မကြမီရမြအတွင်းကအနောက်ဖက်ရှိသူ့အိမ်ကအခန်းကလေးထဲတွင်သူနှင့်အတူရှိခဲ့တဲ့တစ်တာကလေးစီကိုလှည့်ကြည့်မိလိုက်တယ်။ပြီးတော့သူ့မျက်နှာကိုလဝါဆုံဖြင့်အုပ်ကတစ်တာလေးအနီးတွင်ဒူးထောက်ချလိုက်မိရဲ့။မိနစ်နှဲငယ်အကြာနန်စီတက်လာတော့သူ့ကိုအီနီယာ၌ပင်တွေ့ရတယ်။အိုးဖြစ်ရလေကလေးရဲ့လို့ဆိုတာကျန်းကျင်ပေါ်သူထိုင်ချရင်ကလေးမကိုအသားအရာပွေ့ယူလိုက်တယ်။ဒီလိုတွေ့ရလိမ့်မယ်လို့စိုးရိမ်နေတာတကယ်လို့နန်စီကဆိုလိုက်တယ်။ပေါ်လီယာနာသူ့ကောင်ကိုခါလိုက်တယ်မမနန်စီရဲ့တမီးကဆိုးလို့ယုံမာလို့နေမှာပဲအတော့ကိုယုံမာလို့ပေါ့ဖေကိုလေတမီးထက်ဘုရားသခင်နဲ့တမန်တော်တွေကပို့ပြီးလိုတယ်ဆိုတာကိုနားလည်အောင်တွေးလို့မရဘူးမမရဲ့သူတို့မှလည်းလိုတာမဟုတ်ပါဘူးဟုလို့နန်စီကခက်မမနဲ့ပြန်ပြောလိုက်တယ်ပေါ့နော်။အိုးမမဘလို့ပြောလိုက်တာလဲလို့ပေါ်လီယာနာအထိတ်တလန့်ဆူလိုက်ပြီးသူ့မျက်ရည်များလဲခြောက်သွား၏။နန်စီကရှက်ပြုံးပြုံးကသူ့မျက်လုံးများသူပုတ်နေလိုက်ပြီးမမအလကားပြောတာပါကွယ်။ကဲတော့ပြီးအဲ့ထဲကအဝတ်တွေထွက်ရအောင်ပြီးမမနေရာချပေးမယ်လို့နန်စီကဆူလိုက်တယ်ပေါ့နော်။
ပေါ်လီယာနာညရဲ့ဆက်လက်နဲ့ပင်တော့ထုတ်ပေးလိုက်တယ်အထဲမှာဘာမှတော့တိတ်မရှိပါဘူးမမရင်ဘာမှမရှိတော့ရှင်းရတာညနာပေါ့လို့နန်စီကဆိုလိုက်တယ်ပေါ့နော်ပေါ်လီယာနာရှင်ပြတာပြုံးလိုက်တယ်ဟုတ်သားပဲဒါကိုသမီးဝမ်းသာရတာပေါ့နော်ပြောတော့နန်စီကနားမလည်တယ်လို့ငေးကြည့်နေခဲ့ပေါ့နော်အေးပေါ့ဟူ၍တော့ပြန်ပြီးတော့ထီလိုက်တယ်ပေါ့နော်နေရာချထားရဒီမှာမကြပါပစ္စည်းများဆိုဒီမှာစာအုပ်များဖားကြီးထားသောအတွင်းခံများနှင့်အယောင်ဆင်းကင်းမဲ့ရှာတဲ့အပေါ်ဝစ်အနှဲငယ်တို့သာဖြစ်တယ်ပေါ်လီယာနာရှင်ပြစွာပင်ဗီဒီယိုတဲ့အဝင်များပြေးချိတ်လိုက်စာအုပ်တွေစပွဲပေါ်ပြေးတင်လိုက်အောက်ခံအဝတ်တွေကိုဗီဒီယိုအန်ဆယ်ရပြေးထွက်လိုက်နဲ့အလုံများနေလေရဲ့အတန်ကြာလျင်ဒီခန်းကလေးကတကယ်ကောင်းတဲ့အခန်းကလေးဖြစ်မယ်မမရဲ့ဟုတ်ဖူးလားလို့နန်စီကိုမေးလိုက်တယ်နန်စီကမပြေဘူးပေါ့နော်တစ်တာရဲတွင်ခေါင်းငုံသွင်းလျက်လှုပ်ရှုပ်နေဟန်ပြလိုက်တယ်ပေါ့နော်ပေါ်လီယာနာဒီအဝတ်ဗီဒီယိုနာရက်ကအထက်ဘာမှမရှိတော့နိုင်ရန်ကိုမကျင်မနှက်ကြည့်နေလေဒီနေရာမှာမှန်မရှိတာကိုတမိဝမ်းသာနိုင်ပါတယ်မှန်မရှိတော့တမိညနာမှဲကြောက်တွေမမြင်ရတော့ဘူးပေါ့နန်စီပါဇက်မှာထူးဆန်းသောအတန်တန်ထွက်လာ၏သို့တော့ပေါ်လီယာနာလှည့်ကြည့်လိုက်တော့တစ်တာတဲ့သူခေါက်ပြန်ငုံထားလိုက်သည်နောက်မိနစ်နှဲငယ်ကြာတော့ပေါ်လီယာနာသည်ရင်းပေါက်တစ်ခုအနီးတွင်ရက်ကပျော်ရွှင်စွာလက်ခုပ်တူ၍ရှင်မြူးစွာအော်လိုက်သည်။အိုးကြည်စမ်းမမနန်စီတမိတတိမထားမိဘူးကြည်စမ်းဟိုးအဝေးကြီးကိုကြည့်လိုက်စမ်းတစ်ပင်တွေအိမ်တွေဝေကြောင်းအချွန်းတွေမြစ်ရည်တွေငွေရောင်တောက်လို့အိုးမမနန်စီရဲ့ဒီလိုဟာမျိုးကြည့်စရာရှိနေပကြီးကားဘသူလို့ပကြီးကားတွေဘသူလို့အောင်မလဲရင်အန်ဒီပေါ်လီတမိကိုဒီခန့်ပေးတာတမိသိဝမ်းသာပဲလို့ထပ်ပြောလိုက်ပြန်တယ်ပေါ့နော်နန်စီကိုကြည့်လိုက်တော့နန်စီစီရှက်ရငိုနေတာကိုတွေ့ရတယ်။ तू ကတော့တွေးပြီးတော့ကလေးအတွက်စိတ်မကောင်းဖြစ်နေတာပေါ့နော်။မနန်စီငိုနေရအောင်မြင်တဲ့အခါမှာပေါ်လီယာနာလေးကသူ့နောက်ကိုတွားကပ်ပြီးတော့မမရဲ့ဘာဖြစ်လို့လဲရင်ဒါငကိုကမမအခန်းလာရင်မမဟုတ်လားဘယ်ကတမမအခန်းရမလဲနန်လို့နန်စီကညှိတုပ်ပြီးတော့ဒေါသနဲ့ဆိုလိုက်ပြီးသမီးလေးတကယ်သမီးလေးဟာနတ်တီယာတိုက်ရိုက်ဆင်းလာတဲ့သူတော်စင်မလေးမဟုတ်ရင်လို့ပြောရင်ခေါင်းလောက်တွေ့ခေါ်တန်ကြတဲ့ဖြင့်ပြုံးကနေထကအခန်းထဲပြေးထွက်ပြီးတတိုင်းပြေးဆင်းသွားလေရဲ့တယောက်တည်းကြံရတော့အခါသူ့ပကြီးကပြင်းပေါက်စီသို့ပြန်ရောက်သွားတယ်ခဏကြာတဲ့အခါသူကတကားကိုလက်နဲ့ထိကြည့်တဲ့အသက်ရှူကြအောင်လှောင်ပိတ်နေခြင်းကိုကြာရှည်သိခံနိုင်စွမ်းရှိရမထင်ဘူးသူ့လက်ဖျားနဲ့အသာတွန်းကြည့်တော့ရွတ်တက်သွားရင်သူပျော်သွားတယ်နောက်ခဏကြာတော့ပြင်းပေါက်တစ်ခုလုံးပွင့်သွားပြီးပေါ်လီယာနာအပြင်သို့ကိုတပိုင်းထွက်ရမိကလက်ဆက်ချွေသောလေကိုရှူလိုက်တယ်ပေါ့နော်နောက်ပြင်းပေါက်တစ်ခုစီသို့ပြေးသွားပြီးစမ်းကြည့်တော့လဲနဲ့တွင်ပွင့်တယ်ရင်ကောင်းကြီးတစ်ကောင်ကသူ့နှာခေါင်းနာကဲ့ရဝင်လာကအခန်းထဲတွင်တဝီဝီပြန်နေရဲ့နောက်တကောင်မိတကောင်ဝင်လာရဲ့သို့တော့ပေါ်လီယာနာကမမှုဘူးပေါ့နော်သူ့မှာအသေးစမ်းတစ်ခုတွေ့ထားပြီးဤပြင်းပေါက်နဲ့တက်တဲ့ဟာတစ်ကိုင်းတွေထထွက်နေတဲ့တစ်ပင်ကြီးတစ်ပင်ရှိရဲ့အဲ့ဒီတစ်ပင်ဟာအကိုင်းခတ်ကပေါ်လီယာနာဖိတ်ခေါ်နေသောလက်ကြီးများနဲ့တူတယ်ပေါ့နော်ပေါ်လီယာနာရုတ်တရက်အတန်ထွက်အောင်ရီလိုက်တယ်ဒါလောက်တော့ရမယ်ထင်တယ်ဟုတူတူရဲရင်ပြောပြီးခဏနေတော့သူကပြင်းပေါက်ပေါ်သို့ဖြက်လက်စွာတက်လိုက်ပြီးထိုနေရာမှာအနီးဆုံးတစ်ကိုင်းစီသို့လှမ်းသွားရန်လွယ်သည်ပြီးတော့တစ်ကိုင်းများကိုမြောက်လို့꿰ရတစ်ကိုင်းမှတစ်ကိုင်းသို့ကူးပြီးအောက်ဆုံးကိုင်းသို့ရောက်လာတယ်အောက်ဆုံးကိုင်းမှမြေပေါ်သို့လှုပ်ချရသည်မှာပေါ်လီယာနာတစ်ပင်တက်နေကြကလေးများအဖို့အတော်ကလေးကြောက်စရာကောင်းနေတယ်သို့တော်သူသည်အသက်အောက်ပြီးတမာသောသူ့လက်ကလေးများကိုလွှဲကအောက်ကမြက်ခင်းပေါ်သို့လေးဘက်ကြအောင်လွှတ်လိုက်တယ်နောက်ကိုမိတ်၍ထကရှင်းနောက်ဝဲရလှည့်ကြည့်လိုက်တယ်သူကအိမ်နောက်ဖေးသို့ရောက်သွားရပေါ့နော်သူရှိမှာဥယျာဉ်တစ်ခုရှိရဲ့အဲ့ဒီဥယျာဉ်ထဲမှာခါကုန်းအဖို့တယောက်အလွတ်လုံနေရဲ့ဥယျာဉ်ဟိုဘက်မှာတော့တောင်ကုန်းခန့်မြင့်ကလေးရှိသွားရဲ့လူသွားလမ်းကလေးရှိရဲ့ထိုလမ်းကလေးရဲ့ထိပ်မှာအေယာမောက်ကြောက်တုံးကြီးတုံးနဲ့ထီရှူပင်တပင်ရှိရဲ့ထိုအခိုက်တန်းမှာပေါ်လီယာနာဖို့ကဘာပေါ်တွင်အရောက်ထိုင်ဆုံးသောနေရာတနေရာရှိပါကထိုနေရာသည်ထိုအေယာမကြောက်တုံးကြီး၏ထိပ်ဖြစ်ပေလိမ့်မည်လို့တွေးနေလိုက်တယ်ပေါ့နော်ပေါ်လီယာနာပြေးရင်ကျင်းလဲစွာလှည့်၍အဖိုးကိုကွင်းဆောင်ကအတန်းလိုက်ညီညာစွာစိုက်ထားသည့်တခင်စိမ့်များအကြမှာကွင်းပြင်သို့ထွက်ခဲ့လျာစောအဖိုးမနေအောင်လို့ပေါ့နော်ပေါ်လီယာနာတယောက်တည်းသူသဘောကျတဲ့နေရာကိုရှောက်သွားနေခဲ့တယ်ပေါ့နော်အဲ့ဒီမှာသူကတောင်ကုန်းကလေးကိုအန်ခဲတက်လိုက်တယ်တို့ရရင်သူ့စိတ်ထဲမှာပြင်းပေါက်မှမြင်ရတော့နီးနီးကလေးထင်ရတဲ့
အဲကြောက်ဆောင်ကတကယ်တက်ကြည့်တော့အတော်ဝေးရလို့အောက်မိလိုက်ရတယ်ပေါ့နော်တော်တော်လေးသွားလိုက်ရတယ်ထို့နောက်15မိနစ်ကြာတဲ့အခါမှာဟဲတဲ့အင်ကြီးခမ်းမအဝင်စင်းကျင်မှာနိုင်ကြီးက6ချက်တိတိတီးလိုက်တယ်ဤနိုင်တန်6ချက်နောက်ဆုံးတစ်ချက်အတီးနောက်ဆုံးတစ်ချက်အတွင်းမှာနန်စီကနတ်နေစာစားရန်ခေါင်းလောင်းတီးရပေါ့နော်1မိနစ်2မိနစ်3မိနစ်ဒေါ်ပေါ်လီရဲ့မျက်မှောင်ကျုံပြီးတော့ကျန်းပြင်ကိုဖနှက်ထင်ခောက်လိုက်တယ်ထို့နောက်ခက်ဆက်ဆက်ပင်ထိုင်ရမှထ၍ခမ်းမအဝင်စင်းကြံစီသွားကအပေါ်သို့မော့ကြည့်ရဲ့သူစိတ်မရှိတော့ဒီမှာထင်ရှားတယ်1မိနစ်ခန့်နောက်နားဆွလိုက်သေးရပေါ့နော်နောက်ပြန်လှည့်ကထမင်းစားခန်းနဲ့ပြန်ဝင်လာရဲ့နန်စီလို့ခေါ်လိုက်တယ်နန်စီဝင်လာတော့ငါတူမနောက်ကြရဲလို့ပြောလိုက်တဲ့ဖြင့်နန်စီကသွားခေါ်အရင်မှတ်ကဟန်ကျင်တော့နေသွားခေါ်ဖို့မလိုဘူးညနေစာဘယ်ချိန်စားမယ်ဆိုတာသူ့ကိုပြောထားတယ်အခုသူ့ပြစ်ကိုသူခံရမယ်နောက်ကိုအချိန်မီအောင်သင်ခန်းစာယူပါစေသူဆင်းလာတဲ့အခါသူ့ကိုမိဖို့တဲ့ကနွားနုံနဲ့ပေါင်မုံမယ်စားပါစေလို့အမိန်ပေးလိုက်တယ်နန်စီကဟုတ်ကဲ့မမလို့ပြောလိုက်တယ်ထိုခိုက်တဲ့ကနန်စီမျက်နှာကိုဒေါ်ပေါ်လီလှမ်းမကြည့်လိုက်မိရတာတော်တော့ရပေါ့နော်နန်စီကတော့စိတ်ထဲမကောင်းဖြစ်သွားရပေါ့အခုမှရောက်လာတဲ့ကလေးကိုအဲ့လိုအပြစ်ပေးတဲ့အခါမှာကျေးဇူးတင်ပါတယ်ရှင်ဒီနေ့ရဲ့အပိုင်းလေးကတော့ဒီလောက်ပဲပေါ့နော်နောက်နေ့မှာတော့အပိုင်း9မှာတော့ပိုလီယာနာလေးကဘယ်လိုတွေဆက်ဖြစ်သွားမလဲသူ့ကြောရောဘာတွေဆက်လုပ်မလဲပေါ့နော်နန်စီနဲ့စိတ်ဝင်စားစရာအကြောင်းတွေကိုဆက်ပြီးတော့ဖတ်ပြပေးသွားပါမယ်ရှင်Thank you Story by King